ကဲဒီနေ့တော့ရှယ်ပဲဟင်စတော်ဘယ်ရီဒီနီရဲရေးတယ်ဗျာစားချင်စရာကြီးနော်ဈေးထဲမှာဝယ်စားရင်ဈေးကြီးတယ်လေအဲ့တော့ကိုယ့်အိမ်မှာပဲလွယ်ကူကူဘလို့စိတ်စားမလဲဆိုတာကြည့်လိုက်အောင်ပထမဆုံးဆရာသမားကတော့အုံသီးတစ်လုံးကိုကြိုက်ထားပြီဗျာအုံသီးနူးနူးလေးနော်ရေးလေးချိုးမှာဒါပေမဲ့စားဖို့မဟုတ်ဘူးဗျကျွန်တော်တို့လိုချင်တာကသူ့ရဲ့အပေါ်ခွန်တွေဒါမှကြီးနဲ့ရှက်ပြီးခွာနေပြီဗျဒီအစ်စ်မှာတော့လက်မလျှော့အောင်တတိထားအောင်နော်ကြွားကျင်လို့လွတ်ပြနေပြီးလက်ကွဲသွားရင်ဈေးဖို့မရှိဘူးအုံးဆန်ခွန်းတွေကိုတစီဆွဲဖဲ့ပြီးအမြင်တွေရအောင်ယူရမှာဗျဒီအုံးဆန်မြင်တွေကအပင်ဖောက်တဲ့နေရာမှာရေးလေးအဆုံးဝင်နေလီအဆိုဓာတ်ထိန်တာရှဲ့ပဲပြီးရတော့အပေါ်ကအခွန်းမာတွေကိုဓာတ်နဲ့ချစ်ပြီးဖယ်ထုတ်မိန်မယ်ကြည့်ရတာတော့အုံးသီးကောင်းရိတ်ပေးနေသလိုပဲနော်ပြောင်းဆက်ဆက်လေးဖြစ်သွားအောင်လို့ရလာတဲ့အုံးဆန်မြင်တွေကိုစုထားလိုက်ဒါတွေကကျမတို့ရဲ့တဘာဝမီဆွေးအကျန်းဖားတွေပဲကဲအခုစိုက်မဲ့နေရာကိုသွားမယ်ဒီမှာစတော်ဘယ်ရီဘိုးပင်လေးတွေရှိတယ်ဗျသူ့ရဲ့အတက်လေးတွေထွက်နေတာတွေ့လားအဲ့ဒါကိုဖြတ်မပြစ်နဲ့နော်အသက်ပဲအဲ့ဒီအတက်လေးတွေကနေအပင်ကွာယူမှာခုနကအုံးဆန်မြင်လေးတွေကိုရေနဲ့ဆွတ်မယ်ပြီးရင်ပလတ်စတစ်အိတ်အကျဲလေးထည့်မယ်ဗျကြည့်ပါအောင်စုပ်ထဲနော်အခုနကစတော်ဘယ်ရီအတက်လေးကိုဒီအုံးဆန်မြင်အိတ်လေးတွေထည့်ဖို့စီးမယ်ဒါကို air layering လို့ခေါ်တယ်မြေကြီးပေါ်မချပဲလေထဲမှာဒီအမစ်ဖောက်တဲ့နီးပညာပေါ့ဘော်ဒါတို့ရောအိမ်မှာဒီလိုနီးလက်နဲ့အပင်ပွားဘူးလား comment မှာပြပြခဲ့ကြပါအောင်ရေမွေးလေးဖြန်ပြလိုက်အောင်အထက်မှာအဆိုးတဲ့ရှိမှာအမစ်ထော့မြန်မှာကိုအိတ်ကလေးကိုတီးကွင်းနဲ့တေးချစီလေလုံးတော့အောင်လို့နော်ကြည့်လိုက်ရင်တော့တရားလုံးလေးတွေချိတ်ထားသလိုပဲဗျာလှတောင်နေသေးတယ်အတက်လေးတိုင်းမှာဒီလိုမျိုးအိတ်ကိတွေလိုက်ချိတ်ပြရမှာဗျာဒီတိုင်းထားလိုက်ရင်အမီးပင်စီကနေအာဟာရရမယ်အိတ်ထက်ကအုံးဆက်မြင်းကအဆိုးတက်ပေးမယ်ရှယ်ပဲရက်နှစ်စလောက်ကြားတဲ့ခါမှာနော်ဒီမှာကြည့်အမစ်ဖြူလေးအမစ်တွေပတ်လာပြီးဆိုရင်တော့သူ့ကိုအမီးပင်ကနေခွဲထုတ်လို့ရပြီကြကြီးတစ်ချောင်းယူပြီးညက်ချလိုက်တော့ဗျာအာနာမနေနဲ့တစ်နှစ်သုံးပြပြတ်သွားပြီအခုဆိုရင်ကိုပိုင်အပင်ပေါက်လေးတွေရပြီပေါ့ဒီနီလန်းကဂျင်းမဟုတ်နော်တကယ်အလို့ဖြစ်တဲ့နီလန်းစစ်အိတ်ထဲမှာအမြင့်တွေပြည့်နေတော့ပဲဒါမှစိုက်လိုက်ရင်ချက်ချင်းရှင်ပါအကုန်လုံးကိုလိုက်ညက်ပြီးစုထားလိုက်မယ်အပင်ပေါက်တော်တော်များများရပြီဗျကဲစိုက်ဖို့အိုးပင်ရဟိုပိုက်ဆံကုန်ခံပြီးအိုးတွေဝယ်မနေနဲ့အိမ်မှာရှိတဲ့ဆေးထုတ်ပြီးသားပုံလွတ်တွေရှိတယ်မလားအဲ့ဒါတွေကိုပြန်သုံးမယ် recyclable လောတချောင်းယူပြီးပုံရအပေါင်ပိုင်းကိုဖတ်ထုတ်လိုက်မယ်ညီညာလေးဖြစ်သွားအောင်ဒီလိုမျိုးကိုယ်လိုက်လောက်ရတာဝါသနာပိုင်းတင်ငယ်ချင်းတွေရှိနေဒီဗီဒီယိုလေးကို share ပေးလိုက်ဦးနော်ပုံအနာတက်တွေညီးသွားပြီးဆိုရင်တော့အောက်ခြေမှာအပေါက်ဖောက်ဖို့မမိတ်နဲ့ဒါဦးချွန်လေးနဲ့ထိုးပေါက်လိုက်ရေမဝတ်အောင်လို့လေရေဝိုက်အမြင့်ပုတ်သွားမယ်ဗျာအပေါက်၄-၅ပေါက်လောက်တော့ဖောက်ပေးလိုက်လေးဝင်းလေးထက်လဲကုန်းအောင်လို့ပုံတွေအများကြီးပဲဗျဒီပုံတွေအကုန်လုံးစိုက်လိုက်ရင်တော့စတော်ဘယ်ရီခင်းကြီးဖြစ်တော့မယ်ကဲမြင်းဆက်ကြမယ်ဒါကတော့အရေးကြီးဆုံးအပိုင်းပဲမြေဆွေးရဲ့အုံးဆန်မြင့်ရဲ့ပြီးတော့ကြက်ဦးခွန်တွေကိုကြည်မွေးနေအောင်ချေးထည့်နော်ကြက်ဦးခွန်မှာကယ်ဆီယမ်တပ်ပါတော့အပင်တွေတမစစ်တယ်လေအလကားမပြစ်နဲ့ဂေါ်ပြားနဲ့တမအောင်မှွေပြစ်လိုက်မုတ်လုံးနေတယ်လို့ပဲနော်ဒေချာနှက်ဆက်သွားအောင်မှွေရလာတဲ့မြေဆွေးတွေကိုခုနကပုံးတွေထည့်လိုက်ဖိထိတ်မယ်အပြေမထည့်နဲ့နော်ရေလောင်းဖို့နေရာချန်ထက်ကိုပုံးတိုင်းကိုလိုက်ထည့်လက်မောင်းကြွက်သားတက်သွားမယ်ကဲအပင်စိုက်တဲ့ချိန်ရောက်ပြီစိတ်လိုချစရာအကောင်းဆုံးချိန်ပဲအမြင့်ဖောက်ထားတဲ့အိတ်ကလေးတွေကိုယူအပေါ်ကပလတ်စတစ်ကိုဖျက်လိုက်အထဲမှာအမြင့်တွေဖွေးနေတာပဲမြေကြီးတွေကိုညင်းထောက်ထားလီထည့်စိုက်လိုက်မယ်ကိုယ့်ရဲ့ crush ကိုဆက်ဆံတယ်လို့မျိုးညီတာလေးကြိုက်နော်အပင်လေးတွေကနှုတ်ထဲဘေးကနေမြေကြီးလေးတွေဖုံပေးလိုက်တိတ်ပြီးဖိမချနေဘူးအမြင့်တွေနာသွားမယ်ပုံတပုံကိုတပင်လုံးစိုက်ရင်အကောင်းဆုံးပဲဒါမှအာဟာရအပြည့်အဝလာမလီစိုက်ပြီးရင်တော့ရေလောင်းဖို့မမေ့နဲ့ပထမဆုံးအချိန်ကိုရေရွှဲနေအောင်လောင်းပေးလိုက်ဒီအစိတ်မှာအပင်လေးတွေကနည်းနည်းနွားကျင်တယ်လို့ဖြစ်တတ်တယ်စိတ်မပူနဲ့နေရသုံးရနေရင်ပြန်လန်းလာလိမ့်မယ်နေအောင်ချီရတဲ့နေရာမှာထားဖို့လိုတယ်နော်စတော်ဘယ်ရီကနေကြိုက်တယ်ဗျရက်အနှဲငယ်ကြားတဲ့အခါမှာတော့အရွက်တလီတွေထွက်လာတာတွေ့ရလိမ့်မယ်အဲ့ဒီအချိန်ကျရင်တော့အပင်အားစေးလေးပါလေးကျွေးလို့ရပြီတဘာဝမြေဆွေးရည်လေးတွေလောင်းပေးပေါ့ပေါင်းမြတ်တွေပေါက်လာရင်လည်းနှုတ်ပေးဦးမနှုတ်ရင်အာဟာရတွေသူတို့ပဲစားသွားမှာအခုလိုကိုယ်တိုင်စိုက်ထားတဲ့အပင်လေးတွေကြီးလာတာကြည့်ရတာစိတ်ချမ်းသာစရာကြည့်များ stress တွေပြေတယ်အပွင့်လေးတွေစပ်ပွင့်လာပြီဟေးအဖွေးရောက်အပွင့်လေးတွေချစ်စရာလေးတွေဒီအချိန်မှာပိုးပြီးဂယုစိုက်ရမယ်ရေမှန်လောင်းအပွင့်တွေကျွေးမသွားအောင်ထိန်ကြာလာတာနဲ့အမျှအပွင့်ကနေအတီးကင်းလေးတွေထစ်လာပြီစိမ့်လေးတွေကနေတကေးသေးနီလာမှာဘော်ရာတို့အေးဒီလိုမျိုးကိုယ်တိုင်စိုက်ထားတဲ့အတီးကိုခူးစားရတဲ့အရာတာကဘာနဲ့မှမလဲငိုင်ဘူးနော်ရဲတောက်နေတဲ့စတော်ဘယ်ရီတီးလေးတွေပုံအပိပဲဗျာမြင်တာနဲ့တော့ဟိကြတဲ့အိမ်မှာနေရချက်ချက်မရှိလေဒီလိုပုံလေးတွေနဲ့စိုက်လို့ရတယ်ဆိုတာလက်တွေ့ပဲဝရန်တာမှာပဲဖြစ်ခေါင်းမောပေါ်မှာပဲဖြစ်နေရမရွေးစိုက်လို့ရတယ်ဗျဒီနီလန်းလေးကိုသဘောကျတယ်ဆိုရင်တပြေချင်းတွေကိုလည်းလက်တွလိုက်ကွာကို like and share လေးလုပ်ပေးခဲ့ကြနော်နောက်ထပ်လည်းမိုက်တဲ့နီလန်းတွေလာအောင်မှာစိုက်ပြိုးရေးဆိုတာစိတ်ရှည်ဖို့တော့လိုတယ်ဗျချက်ချင်းကြည့်တော့မတီးဘူးပေါ့ဒါပေမဲ့ရလာထက်လာရင်တော့တန့်တယ်စေဝါကင်းစင်နဲ့ကုလျာအတီးနံလေကဲအားလုံးပဲအိမ်မှာဆန်းဆက်ကြည့်ကြမယ်မလားအောင်မြင်ကြပါစေဗျအခုလို့အဆုံးထိကြည့်ပေးတဲ့ကွအကြီးဆုံးရည်တင်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်ဆောင်ကြမယ်နော် Strawberry ဒီလေးတွေမီမီရေရှက်စားနိုင်ကြပါစေတာတာဘိုင်ဘိုင်